ဒီအမျိုးသမီးဟာသူမရဲ့အချိန်အားလုံးကိုအလုပ်ထဲမှာပဲညှို့ညွတ်ထားခဲ့ပြီးသူမရဲ့ပြည့်ရမှုတွေကိုကုံဆုံးစေခဲ့ပါတယ်။ရလတ်အနေနဲ့အသက်40နီးပါးရှိလာခဲ့ပေမဲ့လည်းသူမဟာတစ်ခါမှရည်စားမရဘူးသေးပါဘူး။သွေးဆုံးကံချိန်မရောက်ခင်မှာငွေမက်တဲ့သူမဟုတ်တဲ့သူတယောက်ကိုရှာဖွေဖို့အတွက်သူမဟာထူးဆန်းတဲ့စိတ်ကူးတစ်ခုရခဲ့ပါတယ်။အဲ့ဒါကတော့လူတွေရဲ့စိတ်ဓာတ်ကိုစမ်းသပ်ဖို့တထောင်စားအဖြစ်ဟန်ဆောင်ဖို့ပါပဲ။တထောင်စားတယောက်ကိုကူညီဖို့လိုလားရှိတဲ့သူဟာသူမရဲ့ရည်စားဖြစ်ဖို့ထိုက်တန်လိမ့်မယ်လို့တွေးခဲ့ပါတယ်။ဖြတ်သွားတဲ့ပါဆယ်ပို့သမားတယောက်ဟာသူမရဲ့တနာစရာကောင်းတဲ့ပုံစံကိုမြင်ပြီးစေတနာစိတ်နဲ့$10ပေးခဲ့ပါတယ်။အဲ့ဒီအမျိုးသမီးရဲ့မျက်လုံးတွေဟာချက်ချင်းပဲတောက်ပသွားခဲ့ပါတယ်။ဒီလူဟာသူမတစ်သက်လုံးစောင့်မျှော်နေခဲ့ရတဲ့ဖူးစာဖက်အစစ်အမှန်ဖြစ်နိုင်တယ်လို့သူမခံစားမိသွားပါတယ်။ဒါကြောင့်သူမဟာချက်ချင်းပဲအရှိကိုတိုးသွားပြီးသူ့လက်ကိုလှမ်းဆွဲတာဆက်ပြီးစမ်းသပ်ခဲ့ပါတယ်။တနာစရာမျက်နှာလေးနဲ့သူမကအိမ်ပြန်ဖို့ပတ်စံမလောက်လို့ပတ်စံနည်းနည်းလောက်ထပ်ပေးနိုင်မလားလို့မေးခဲ့ပါတယ်။အဲ့ဒီလူကဘလောက်လိုလဲလို့မေးတဲ့အခါအမျိုးသမီးက$100လို့ပြောလိုက်ပါတယ်။အဲ့ဒီလူကနည်းနည်းများတယ်လို့ခံစားမိပေမဲ့သူမရဲ့တနာစရာကောင်းတဲ့ပုံစံကြောင့်စိတ်ပြော့သွားပြီးသူ့စီမှာပါတဲ့နောက်ဆုံး$100ကိုထုတ်ပေးလိုက်ပါတယ်။အမျိုးသမီးကပတ်စံကိုယူပြီးသူ့ပတ်စံကိုအလကားမယူပါဘူးလို့အတီလင်းပြောခဲ့ပါတယ်။တကယ်လို့တနေ့မှာအကူညီလိုရင်သူမကိုအချိန်မရွေးပြောနိုင်တယ်လို့ဆိုပါတယ်။အဲ့ဒီလူကသူမနောက်နေတယ်လို့ထင်ပြီးလှည့်ထွက်ဖို့လှုပ်စင်မှာပဲသူ့အမေစီကနေရုတ်တရက်ဖုန်းလာခဲ့ပါတယ်။သူဟာအရင်ကသူ့အမေကိုကုမ္ပဏီပိုင်ရှင်ရေးစားရနေပြီလို့ကြွားထားခဲ့ပူပါတယ်။ဒီနေ့ဟာသူ့အမေရဲ့အသက်60ပြည့်မွေးနေ့ဖြစ်ပြီးချွေးမလောင်းကိုအိမ်ခေါ်လာဖို့အတင်းအကျပ်တောင်းဆိုနေပါတယ်။သူ့ရဲ့ပထမဆုံးအချစ်ဦးလည်းဒီမွေးနေ့ပွဲကိုလာမှာဖြစ်လို့ဒီနေ့တာကုမ္ပဏီပိုင်ရှင်ရေးစားကိုခေါ်မလာနိုင်ရင်အချစ်ဦးနဲ့အတင်းလက်ထပ်ခိုင်းမယ်လို့ပြောပါတယ်။အဲ့ဒီလူလည်းဘာလို့ရမှန်းမသိခေါင်းချောက်သွားပါတယ်။သူဟာငွေမက်တဲ့ရေးစားဟောင်းကိုအချိန်တော်ကြာစိတ်ပြက်နေခဲ့တာပါ။ဘာလို့ရမှန်းမသိဖြစ်နေတော့မှပဲသူရှိကတထောင်စားမလေးကူညီမယ်လို့ပြောခဲ့တာကိုတတိယသွားပါတယ်။ဒါကြောင့်သူရေးစားအဖြစ်ဟန်ဆောင်ပြီးအမေနဲ့တွေ့ဖို့အိမ်ကိုလိုက်ခဲ့ပေးနိုင်မလားလို့မေးလိုက်ပါတယ်။ဒီအမျိုးသမီးဟာလည်းလူငယ်လေးပေါ်အမြင်ကောင်းရှိနေတာမို့တုံဆိုင်မနေပဲသဘောတူခဲ့ပါတယ်။ပို့ပြီးတော့တဘာဝကျသွားအောင်လို့အဲ့ဒီလူဟာသူ့မကိုကုံတိုက်ခေါ်သွားပြီးအဝတ်စားအသစ်ဝယ်ပေးခဲ့ပါတယ်။အမျိုးသမီးအဝတ်လဲခန်းထဲကထွက်လာတဲ့အချိန်မှာတော့အဲ့ဒီလူဟာမြင့်တက်သွားခဲ့ပါတယ်။လမ်းဘေးကနေကောက်လာတဲ့တထောင်စားမလေးဟာအခုလိုမျိုးနတ်သမီးလေးလိုလှပနေလိမ့်မယ်လို့သူလုံးဝမထင်ထားခဲ့မိပါဘူး။